telekinesis လို့ခေါ်တဲ့စိတ်စွမ်းအင်နဲ့အရာဝတ္ထုတွေကိုရွှေလျားနိုင်တဲ့အစွမ်းဟာမဖြစ်နိုင်ဘူးလို့လူတော်တော်များများကထင်ကြပါတယ်။ဒါပေမဲ့အခုအခါမှာတော့ဒီလှုပ်ဝက်ချက်တင်ပေါ်ပေါက်လာခဲ့ပြီးဘယ်သူမှဆိုဒီစွမ်းအင်ကိုလေ့ကျင့်ယူလို့ရနေပါပြီ။ပေါ်ပြီးအားတင်စရာကောင်းတာတစ်ခုကတော့ရှေးဟောင်းအီဂျစ်လူမျိုးတွေဟာပီရမစ်ကြီးတွေကိုတိစောက်တဲ့နေရာမှာဒီစွမ်းအင်ကိုအသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။သူတို့ဟာတန်ကျင်များစွာလေးလံတဲ့တဲကြောက်တုံးကြီးတွေကိုအလေးကျင့်မရှိသလိုမျိုးလေထဲမှာမပြီးရွှေလျားနိုင်ခဲ့ကြတယ်လို့ယုံကြည်ရပါတယ်။ဒါဆိုရင်တင်ကိုယ်တိုင်ရောဒီ telekinesis စွမ်းအင်ကိုဘယ်လိုရယူမလဲ။ပထမဆုံးရေအေးလေးတစ်ခွက်တောက်လိုက်ပါ။ပြီးရင်တော့တင်လဝါနက်အကိုအခုလိုမျိုးမိနစ်အနည်းငယ်ကြာအောင်ဖွက်ပေးပါ။အခက်ခဲဆုံးအဆင့်ကတော့အခုမှစတာပါ။တင်လဝါနက်ဖက်ကြားမှာစွမ်းအင်ဘော်လုံးလေးတစ်ခုဖြစ်ပေါ်လာတယ်လို့စိတ်ကူးပုံဖော်ထရပါမယ်။အဲ့ဒီစွမ်းအင်ကိုခံစားမိပြီဆိုတာနဲ့တင်ရွှေခြင်းတဲ့ပစ္စည်းစီကိုအဲ့ဒီစွမ်းအင်ကြီးစေလွတ်လိုက်ပါ။ပထမဆုံးအချိန်မှာတော့အောင်မင်းခြင်းမအောင်မြင်ပါလိမ့်ငယ်။ဘာလို့လဲဆိုတော့တင်ကဓာတ်ကိုတစ်ခါမှမလိကျင်ဘူးလို့ပါ။ဒါပေမဲ့အချိန်ပေးလိကျင်သွားမယ်ဆိုရင်တော့နောက်ပိုင်းမှာတင်ရဲ့စိတ်စွမ်းအားတက်တက်ကိုမဲ့အသုံးပြုပြီးအရာဝတ္ထုတွေကိုထိန်းချုပ်နိုင်လာပါလိမ့်မယ်။